အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ကိုလာဂျင်ဓာတ်ကျွဲဝစွာပါဝင်တဲ့အစားအစာလေးတစ်ခုလုပ်ပြပါမယ်အဲ့ဒါကဘာလဲဆိုတော့နန်တုံလေးပဲဖြစ်ပါတယ်ရှင်ကြိုက်တဲ့သူတွေကတော့အရန်ကြိုက်တယ်မစားဘူးသေးတဲ့သူတွေလည်း try ကြည့်ကြဖို့ကျွန်မအကြံလေးပေးချင်ပါတယ်နန်တုံလုပ်ဖို့အတွက်ကျွန်မကအမဲချီတောင်းနဲ့ဝက်ခေါက်လေးအနှဲငယ်ကိုသုံးထားပါတယ်ရှင်အမဲသားမစားဘူးဆိုရင်အမဲသားမထည့်ပါနဲ့ဝက်သားမစားဘူးဆိုရင်ဝက်သားမထည့်ပါနဲ့နော်ကျွန်မကတော့2မျိုးလုံးစားတဲ့အတွက်ဝက်ခေါက်လေးထည့်ထားခြင်းဖြစ်ပါတယ်ရှင်တရေခမ်းပြီးလှီးထားတဲ့ဝက်ခေါက်နဲ့အမဲချီတောက်တွေကိုဗနီဂါနဲ့တစ်ခေါက်ထပ်ဆေးပါမယ်ရှင်ပြီးတဲ့အခါမှာတော့ကြက်သွန်ဖြူဂျင်းကိုကြိုက်နှစ်သက်တဲ့အမွှေးကြိုင်လေးတွေထည့်ပြီးတော့2နာရီခန့်ကျွန်မနူးအိနေအောင်ပြုတ်ပါမယ်။နာရီလောက်ကြာအောင်ပြုတ်ပြီးသွားတဲ့အိုးတွေကိုဟွာကြောင်းမုတ်ထည့်ပါမယ်။အရသာအတွက်ပဲငှက်မြာကြီးအကြီးနဲ့စားလေးအနှဲငယ်ထည့်ပါမယ်။အရသာမုတ်ကြိုက်တဲ့သူကအရသာမုတ်ထည့်ပါအချုံမုတ်ကြိုက်တဲ့သူကအချုံမုတ်ထည့်ပါမထည့်ဘူးဆိုရင်လည်းရပါတယ်နော်။အဲ့ဒီအချိန်မှာမီးကိုပိတ်ချပြီးတော့ပြီးရင်တော့နနံပင်ရှမ်းနနံနဲ့ငရုတ်သီးစိမ်းလှီးထားတာလေးထည့်ပါမယ်ရှင်။အကုန်လုံးပြီးသွားပြီဆိုရင်တော့အေးအေးခန့်နဲ့ပကံများတော့မဟုတ်ခွက်ထဲကိုထည့်ပါမယ်နော်ကျမကတော့ဒီနေရာမှာမုတ်လုတ်တဲ့ပန်လေးကိုသုံးထားပါတယ်ရှင်အေးတဲ့ဒေတာတွေဆိုရင်တော့ရေခဲတက်တာတွေထည့်ကြမလို့ပါဘူးနော်ကျမတို့ရှိမှာကအရမ်းမအေးသေးတဲ့အတွက်ကျမကတော့ရေခဲတက်တာတွေကို2နာရီလောက်ထည့်လိုက်ပါတယ်အဲ့ဒီခါမှာတော့ကိုလာဂျင်ဓာတ်များစွာကျွေးသွားတဲ့နန်တုံလေးကိုရပါပြီရှင်နန်တုံလေးတေးစားလေးဖြစ်လဲသုံးဆောင်လို့ရပါတယ်ကျမကတော့အရမ်းကြိုက်တယ်ကျမဗီဒီယိုလေးကိုကြည့်ပြီးတော့အိမ်မှာကိုယ်တိုင်လှူစားခြင်းနဲ့ဆိုရင်လည်းလိုက်လို့ကြည့်စားကြဖို့ဖိတ်ခေါ်ချင်ပါတယ်ရှင်ကျမဟိုတနေ့ကဗီဒီယိုတစ်ခုတင်လိုက်တဲ့ vlog မှာကျမကိုမစားပြဘူးပေါ့နော်သူကဟင်းမဲ့ချက်ပြတယ်လို့ပြောတဲ့အတွက်ဒီနေ့စားပြပါမယ်ကျမရဲ့ဗီဒီယိုတွေကိုအမြဲတမ်းကြည့်ရှုအားပေးနေတဲ့အရောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်။စားလို့လည်းကုန်ပြီဆိုတော့ဒီကနေ့ vlog လေးကိုဒီမှာပဲဆုံးသက်လိုက်ပါရရှင်။နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်တွေ့ဆုံပါမယ်။